အားလုံးထင်ထားတဲ့ပို့စောပြီးကပတ်ကာဝယ်ပွဲထိုးရမယ်ဆိုတဲ့ကြော်ရွှာပန်မင်္ဂလာပါပရိသတ်များရှင် Fighting Spirit Channel ကနေပြန်လည်ကြိုဆိုပါရစေကျမတို့ရဲ့ Fighting Spirit Channel ဟာဆိုရင် MMA နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေဝမ်ချန်ပီယံရှစ် UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုမဆိုင်ခင်မှာကျမရဲ့ channel ကိုအရင်ဆုံး like and subscribe လုပ်ထားပြီး notification လေးကိုနှိပ်ထားဖို့တောင်းဆိုပါရနော်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါမကြသေးခင်ကပဲချင်းဖိုက်တာလေးဂျော်ရှွာဘန်ကသူ့ရဲ့နောက်ပွဲစဉ်နဲ့ပတ်သက်ပြီးပရိသတ်တွေကိုအချက်ပြလိုက်ပါတယ်သူကပရိသတ်တွေထင်ထားတာထက်ပိုစောပြီးတော့သူ့ပွဲကထိုးရဖို့ရှိရဆိုပြီးသူက Instagram ကနေသင်ပြီးပရိသတ်တွေစီကိုပြောဆိုလာတာပါဒါဆိုရင်တော့ကလကာနောက်ွယ်မှာအကြောင်းအရာတစ်ခုကတော့ထူးနေပြီဆိုတာသိကြပါပဲဂျော်ရှွာဘန်ကို UFC ဘက်ကနေဘယ်ဖိုက်တာနဲ့ပွဲတည်ပေးလိုက်လဲဆိုတာတော့တော်တော်ကိုမှရင်ခုန်စရာကောင်းပါတယ်လက်ရှိအချိန်မှာအဖြစ်နိုင်ဆုံးကတော့မာနီကတ်ဖြစ်နေပါတယ်အစကတက်စရိုတာယာနဲ့ပွဲတည်ပေးဖို့ရှိပေမဲ့လည်းမာနီကတ်ကတောက်လျှောက်အားချောင်နေတာကြောင့် UFC ဘက်ကလည်းမာနီကတ်နဲ့ပွဲတည်ပေးဖို့ရှိတယ်လို့တော့ထင်မိပါတယ်မာနီကတ်နဲ့ဒါပွဲတည်ပေးလိုက်ရင်ပရိသတ်တွေစိတ်ဝင်စားမှုကလည်းတော်တော်ကမှမြင့်တက်ပြီးတော့ဒီကိကိုမှကောင်းမွန်တဲ့ပွဲချမ်းပွဲဖြစ်မယ်လို့လည်းထင်မိပါတယ်ဒါကြောင့်ပရိသတ်တော်တော်များများကလည်း UFC ကိုဖန်နဲ့မာနီကတ်ကိုပွဲတည်ပေးပါဆိုပြီးတောင်းဆိုထားကြတာပါအကယ်လို့ဖန်နဲ့မာနီကတ်တို့သာပွဲဖြစ်သွားမယ်ဆိုရင်ဘယ်ပွဲစဉ်မှာပါဝင်လာမလဲဆိုတော့စောင့်ကြည့်သွားမှာပါ UFC က2026ခုနှစ်ဇန်နဝါရီလမှာစတင်ပြီးပွဲတွေကိုကျင်းပသွားတော့မှာပဲဖြစ်ပါတယ်ဇန်နဝါရီလ25ရက်နေ့မှာဆိုရင် UFC 324ပြိုင်ပွဲကိုစတင်ကျင်းပသွားတော့မှာပဲဖြစ်ပါတယ်ဇန်နဝါရီလတစ်လလုံးမှာဆိုရင် UFC ကဒီပွဲစဉ်ကိုပဲကျင်းပသွားမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာဆိုရင်ဂျော်ချော်ဘန်ရဲ့ပွဲစဉ်ကပါဝင်လာနိုင်ခြင်းလုံးဝမရှိသေးပါဘူးဖေဖော်ဝါရီလမှာဆိုရင် UFC က3ပွဲအထိကျင်းပသွားတော့မှာပဲဖြစ်ပါတယ်UFC Fight Night နှစ်ပွဲနဲ့ UFC 325ပြိုင်ပွဲကိုကျင်းပသွားမှာပဲဖြစ်ပါတယ်။အစကဂျော်ရှွာဘန်နဲ့မာနီကတ်တို့ရဲ့ပွဲကို Houston မှာကျင်းပမယ့်ပွဲမှာပွဲတည်ပေးထားရလို့လည်းကောလာဟာလာတွေကထွက်ပူးပါတယ်။အဲ့ဒီပွဲစဉ်ကဖေဖော်ဝါရီလ22ရက်နေ့မှာကျင်းပသွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ UFC နဲ့နီးစပ်တဲ့သတင်းထောက်တွေကတော့အဲ့ဒီပွဲမှာဗန်ပါဝင်လာမှာမဟုတ်ဘူးဆိုပြီးပြောဆိုထားခဲ့တာပါ။စဉ်းစားကြကောင်းတာကတော့ UFC 325ပြိုင်ပွဲပဲဖြစ်ပါတယ်။ UFC 325ပြိုင်ပွဲကိုဖေဖော်ဝါရီလ2ရက်နေ့မှာကျင်းပမှာပဲဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲမှာဆိုရင်ချန်ပီယံကပတ်လူပွဲတစ်ပွဲသာထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဆိုရင် Alexander Volkanovski နဲ့ Diego Lopez တို့ကခေါင်းမွေးနေရာကနေရင်ဆိုင်ထိုးတက်သွားမှာဖြစ်ပါတယ်။ကိုမိန်ပွဲချိန်မှာတော့လက်ရှိအချိန်ထိချန်ပီယံကပတ်လူပွဲကိုထည့်သွင်းထားခြင်းမျိုးမရှိသေးပါဘူး။ဂျော်ရှွာဘန်ကဖိတ်တက်တွေထင်ထားတဲ့စော်ပြီးသူ့ပွဲကပါဝင်လာမယ်ဆိုတော့အဲ့ဒီပွဲမှာများပါဝင်သွားမလားဆိုတော့စောင့်ကြည့်သွားမှာပါ။ဒါပေမဲ့လည်းအဲ့ဒီအခင်းချင်းကဖြစ်နိုင်ခြေရာခိုင်နှုန်းကလည်းအရန်ကြီးတော့မများပါဘူးဒါဆိုရင်တော့ match ကပွဲတွေကိုစက်ကြည့်ရအောင်ပါ UFC က match မှာဆိုရင်တော့သူတို့ရဲ့ပွဲတွေကို၄ပွဲအထိကျင်းပသွားမှာပဲဖြစ်ပါတယ် UFC Fight Night 3ပွဲနဲ့ UFC 326ပြိုင်ပွဲကိုကျင်းပသွားမှာပဲဖြစ်ပါတယ်လက်ရှိမှာဗန်ပါဝင်ဖို့ရေပန်းစားနေတဲ့ပွဲကတော့ UFC 326ပြိုင်ပွဲလို့ပြောရမှာပါပဲUFC 326ပြိုင်ပွဲဆိုရင်လက်ရှိအချိန်မှာကိုမိန်ပွဲစဉ်ကိုမချပြရသေးပါဘူးအဲ့ဒီပြိုင်ပွဲရဲ့ main event နေရာမှာဆိုရင်တော့ BMF title လူပွဲအဖြစ်လက်ရှိချန်ပီယံ Max Holloway နဲ့ Charles Oliveira တို့ကရင်ဆိုင်ထိုးတက်သွားမှာပဲဖြစ်ပါတယ်လက်ရှိအချိန်မှာကိုမိန်ပွဲစဉ်ကမချပြရသေးတာဖြစ်တဲ့အတွက်ကြောင့်ဗန်ရဲ့ပွဲစဉ်ကအဲ့ဒီပွဲမှာပါလာနိုင်ခြေရှိတယ်ဆိုပြီးတော့လည်းပြောဆိုနေကြတာပါမာနီကတ်ကိုယ်တိုင်ကလည်းအဲ့ဒီလာကရမ်ဇန်ကာလာဖြစ်နေတဲ့အချိန်တိုင်အောင်သူ့ဘက်ကနေပွဲထိုးတက်သွားမှာဖြစ်တဲ့အကြောင်းကိုလည်းပြောဆိုထားခဲ့ပါတယ်ဒါကြောင့် UFC ဘက်ကလည်းအဲ့ဒီလာမှာဂျော်ရှွာဘန်နဲ့မာနီကတ်တို့ကိုပွဲတည်ပေးဖို့ရာခိုင်နှုန်းကတော်တော်လေးဥမာများနေပါတယ်ဘလို့ကင်းချင်းနေဖြစ်လာမလဲဆိုတော့စောင့်ကြည့်သွားမှာပါတေချာတာတစ်ခုကတော့ဂျော်ရှွာဘန်ရဲ့ပွဲကမကြခင်အချိန်တွင်းမှာပဲဖိတ်သက်တွေစီကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်ဖိတ်သက်တွေလိုချင်နေတဲ့ပွဲချမ်းတစ်ပွဲဖြစ်လာမလားဘယ်ဖိုက်တာနဲ့ထိုးတက်ရမလဲဆိုတော့ promotion ဘက်ကနေချပြတဲ့အချိန်မှာစောင့်ကြည့်သွားမှာဖြစ်ပါတယ်ဗီဒီယိုကိုကျမနဲ့အတူအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လေကျမ channel ကနေဒီလို MMA နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေဝမ်ချန်ပီယံရှစ် UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမ channel ကို like and subscribe လုပ်ထားပြီး notification လေးကိုနှိပ်ထားဖို့တောင်းဆိုပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်